ဆုံးသွားရဲ့ရှင်တို့သားလေးကအခုဒီရှင်တို့ဘေးနားမှာရှိနေဆုံးသွားရဲ့ရှင်တို့ကလေးကလည်းရှင်တို့နှစ်ယောက်ထပ်ပြီးရမှာဖြစ်ဖို့တောင်းတယ်ဖေနဲ့မမီရန်ဖြစ်ရင်သူဝမ်းနေရရဲ့နဒီပြောတဲ့နန်းကိုပူးနေတဲ့ဝိညာဉ်ဆိုတာဘယ်လိုနေလဲနဒီနေထုတ်လိုက်ပြီလား နဒီအခုချိန်နေနဲ့အဲ့ဝညင်ကိုမနိုင်နိုင်သေးဘူးသူကဝညင်ဘွားမှာအရန်အင်အားကြီးနေတာမနန်းနင်နေရောကောင်းသေးလို့လားနန်း ငါနေကောင်းနေပါပြီအရင်ကထက်တောင်မှနေလို့ကောင်းသေး နင်အသားတွေရမ်းစားနေဆို အဲ့လေခိုးရှိရတွေကအစားတိတ်မစားတာလို့ခန္ဓာကိုယ်သူ့ဘာသာလိုလိုအပ်တဲ့လောက်စားရဖြစ်မှာပေါ့ တဲ့ဘာဖြစ်နေကိုခေါ်နာလည်းမကြောက်ပြီးတော့ဘာဖြစ်လို့အဲ့ဒီအပင်ကိုပဲငဲကြည့်နေတာ ငေးနေပြီလို့လားတဲ့ကိုပြောရပဲနားထောင်နေရပါ တဲ့တကယ်နေကောင်းတာဟုတ်ရဲ့ ကောင်းနေပါပြီဆိုမှပဲတဲ့ကိုမမလို့မဆက်ဆံနေသမ်းပါနဲ့ မမေကိုအနိုင်ယူခဲ့တဲ့အဲ့ဒီအပြိုစင်ဝညင်ကိုတမိတီတိုင်းအလုံးမပေးနိုင်ဘူး ဝိညာဉ်တွေကိုနာကျင်စေလို့တဲ့စိတ်မရှိရဘူးတမီးရဲ့ တမိအနိုင်မရလို့ရှင်သူကတမိတငယ်ချင်းရဲ့ခန္ဓာကိုယ်အပြည့်အဝတိမ့်ပိုက်သွားတော့မှာတဲ့ကိုလေးတဲ့တဲ့ မလို့ရှုပ်ကြတယ်သစ္စာမရှိရကောင် မနန်းဂရိထားအောင်အဲ့ဒီဝညင်နဲ့မနန်းရဲ့ခန္ဓာကိုယ်ကပို့ပြီးတော့ချိတ်ဆက်မိနေပြီ တဲ့ မနန်းရဲ့ခန္ဓာကိုယ်ထဲမှာလူနှစ်ယောက်ဖြစ်နေပြီးတော့တဖြည်းဖြည်းနဲ့မနန်းအစ်စ်ကိုအဲ့ခန္ဓာကိုယ်ကြီးကနေနှင်ထုတ်ပြတော့မှာငါဒီကိုတစ်ခုခုတော့စီစဉ်မှရလိမ့်မယ်မဟုတ်ရင် မဟုတ်ဘူးဘာဖြစ်လဲမသိ မဟုတ်ရင်မနန်းကအဲ့ဝညင်ခိုင်းတဲ့အတိုင်းလူတက်လိမ့်မယ်ဘယ်တော့မှတက်လို့မရလို့ရှင်သူ့ကိုယ်သူပြန်တက်လိမ့်မယ် ကိုလက်ကရောဘာဖြစ်တာလဲဒီပါငါဘာဖြစ်နေရလဲ မနန်းခန္ဓာကိုယ်ထဲမှာဝညင်ပူကတ်ခံထားရတာဘိုဒီဘာတို့မြောက်ဝါးထထင်မြင်ခြင်းနည်းနည်းတစ်ခုတော့ရှိတယ် နောက်ဆုံးတော့ကန်းစီမရအောင်ညှက်ဆန်လို့မရတော့ဘူးမလားတမီး ရောက်လာခဲ့ပြီပေါ့လောကကိုရှုံးပေးလိုက်တာအကောင်းဆုံးအဖြစ်ပဲ main dream နင်းနဲ့အရှောင်းမှာပြင်ပနေမှာမဟုတ်လား သစ္စာမရှိတဲ့ယောက်ျားတစ်ယောက်ကြောင့်ငါအဲ့လိုသိခဲ့ရတာ ကိုနေလည်းပဲနေနေလည်းပဲ